ပြည်ရောဘာဝါရနဲ့အုပ်ချုပ်လဲ အရှင်မင်းကြီးတိုင်းပြည်ကမူသာဝါရနဲ့အုပ်ချုပ်ပါလေဖေဟာ ဟဲ့မင်းကြီး ဖေဟာဖေဟာ ငါဤတိုင်းပြည်ချင်းမှာရှိကြတဲ့တိုင်းသူပြည်သားတွေအားလုံးဟာကျွေရင်းငွေရင်းဗရမများတွေကြောက်သိမ်းတွေရောကြည့်ရလားမကြည့် ကြောက်စိမ့်တွင် မှန်ပါ မှန်ပါပါရွှေရင်းကိုရင်းဗဒံများတွင်ကြောက်စိမ့်တွင်နေမကပါဘူးဖေဟာတနိုင်ငံလုံးဆင်းရဲတွင်နေပါနဲ့ကုန်ပါပြီဖေဟာ အေးကောင်းပြီးသွားကောင်းပြီးသွားဟဲ့မကြီး ဖေဟာဖေဟာ ငါရဲ့တိုင်းပြည်ချင်းမှာကျွေမိုးငွေမိုးတွေကိုကြွားရလားမကြည့် မှန်ပါပါအရှင်ဘုရားဖုံးတော်ကြောင့်ရွှေမိုးငွေမိုးတွေမကဘူးညရည်မိုးတောကမိုးပရိဒေဝမိုးတွေပါဖြိုးနေပါပြီဖေဟာ အေးကောင်းလေသွားကောင်းလေသွား နေတာပဲဟာ ဟဲ့မကြီး ဟာဖေဟာဖေဟာ ငါရဲ့တိုင်းပြည်ချင်းမှာရှိကြတဲ့တိုင်းသူပြည်သားတွေငြိမ်းချမ်းသာယာမှုကိုရှိလား ငင်းညမ်းမှုလားရှိပါလေဗျာတနိုင်ငံလုံးတပြည်လုံးငင်းညမ်းအောင်ကျွန်တော်မျိုးကြီးဆောင်ရွက်နေပါတယ်ဗျာ ဘလို့မြဲဆောင်ရဲ့လို့မကြီး ကျွန်တော်မျိုးမှာရှိတဲ့တေကားတွေရောက်ပြီးဆောင်ရွက်နေရပါတယ်ဗျာ အေးတိုက်တွေကားတွေကုန်သွားရင်ဒီဘာတွေရောင်းလဲမ တိုက် ကြီး တေကားတွေကုန်ရင်တော့ရှိတဲ့မြေတွေရောက်ပါပဲဗျာအခုတော့ဥတော်ဘုရားမြေတွေရောက်နေပါပြီဗျာ တို့တော့ခမ်းမကြီးကရောင်းပလိုက်ပါတော့ကွာ ဒီရထားယုံနေကြပါသေးတယ်ဗျာ ဟဲ့မကြီး ဗျာဗျာ ငါရဲ့တိုင်းပြည်ချင်းမှာရှိကြတဲ့ပြည်သူများအားလုံးမကောင်းဘူးဘယ်သူမှမလုပ်စေနဲ့ မဟုတ်တာမလုပ်ပါဘူးလား ဟုတ်တာမလုပ်စေနဲ့ စိတ်ကြပါဗျာဘာမှစိုးရင်ကြောက်ရဗျာပါကမရှိပါနဲ့အရှင်မင်းကြီးအလုပ်ဘယ်သူမှဝင်မရှုပ်စေရပါဘူးဗျာ ဟဲ့မကြီး ဗျာဗျာ ငါရဲ့တိုင်းပြည်ချင်းမှာရှိကြတဲ့ပြည်သူပြည်သားတွေအားလုံးစာဝဖတ်ကြရလား စာဖတ်တာပေါ့ဗျာတနိုင်ငံလုံးစာဖတ်တာခုဆိုပြည်သူပြည်သားတွေအရင်ကတော်ပုံပြီးစာတွေဖတ်နေပါလေဗျာ ဘာသာတွေကြားဖတ်လို့မကြီး ချိန်စာတွေဖတ်နေပါလေဗျာ အေးကောင်းပြီကွာမကောင်းဘူးဟဲ့မကြီး ဗျာ ဘယ်လိုချိန်သားတွေဖတ်လဲမှန်ရကိုသတော်ကျင်တဲ့ဟဲ့ မန်ရကိုသတော်တင်လို့မရဘူးဗျာ ဟင် မန်ရကိုသတော်တင်လို့မရပါဘူးဗျာ ဘာဖြစ်လို့လဲ နှစ်ပေါင်းများပေါ့မမှန်တာတွေပြောလာတာကြတော့မန်ရကိုဘယ်လိုသတော်တင်ရမှလည်းမသိတော့ပါဘူးဗျာ ဟဲ့မကြီး ဗျာ အားရဲ့တိုင်းပြည်တွေမှာရှိကြတဲ့ပြည်သူပြည်သားတွေအားလုံးကြောက်ပြောရှင်ရောရှိကြရလား ဟာပြောလာပါဗျာတနိုင်ငံလုံးပြည်တွေကြော်လာမှအရမယ်ဘာလို့ပြောလဲသိလား ပြောတယ် အရှင်မင်းကြီးရဲ့အမတ်တွေဝင်ကြီးတွေပြောတဲ့စကားကြားပြီးတနိုင်ငံလုံးအုံးနဲ့ရည်နေရပါပြီဗျာ အေးကောင်းပြီသွားကောင်းပြီသွားဟဲ့မကြီး ဟာဗျာ အာကိုရောရှင်မြတ်တိုင်းသူပြည်သားတွေငါအကြောင်းဘာတွေပြောလဲအာကိုရိုက်ရုပ်တက်ပြီးတော့ဆနေနာထွက်မယ် အဲ့တော့လည်းစနေအပင်မခံဒီစနေတာဖြတ်ရမလိုပါဘူးဗျာ